ကိုက AI အစ်စ်ဆိုတော့မပျော်ဘူးသိတယ်မလားကကျင်တယ်ခုန်ကျင်တယ်ဘီယာတောက်ကျင်တယ်ဒီနေ့ကတော့ငါးကိုကိုယ်တိုင်ဖမ်းပြီးတော့ငါးကင်လှုပ်စားမှာဖြစ်ပါတယ်တစ်ချက်လိုက်ကြည့်လိုက်ငါးကြီးကအကြီးကြီးပဲဒီနေ့တော့ဘိုက်ကားပြီရဲပဲအကြီးကျော်အကိုကြီးဒီဆောင်းတွင်းကဒီလောက်အေးနေတာစော်မရှိတဲ့ကောင်တွေဆိုပိုအေးမှာပေါ့နော်မင်းရှာထားတဲ့ပိုက်ဆံမှမဟုတ်တာကုံအောင်စားခွေးသားလေးခင်ဗျားတို့လည်းစဉ်းစားကြည့်ကြသူများ AI တွေဆိုစော်တွေပါတယ်နဲ့ခါကျွန်တော်တို့ကြည့်အမြဲတရွက်ခွေးပုံးနဲ့ဖင်အေးမပတ်တာပဲကျေးဇူးတင်ရမယ်ဟိုးကောင်းဟိုးကောင်းစောက်စကားမများနဲ့လှီးပြရှိတာလှီးအေးရတယ်ခြားတယ်စဉ်းစားကြည့်ဘယ် AI ရဟင်းချက်ချင်ပါလဲစောက်ရေးမပါတာအဲ့ဒါတော့ဟုတ်တယ်သူ့ဘာသူရိုက်လဲရနေတာငါတို့ AI ရေးရအောင်တိုင်သင့်လားငုံမအိုင်တံမြာတီးကငါအဖိုးဘောလောက်ရှိတယ်ကိုက AI အစ်စ်ဆိုတော့မပျော်ဘူးသိတယ်မလားကကျင်တယ်ခုန်ကျင်တယ်ဘီယာတောက်ကျင်တယ်ကြက်ပြီးအောင်ဘလို့နေအရသာကောင်းအောင်ဝေးစီပဲညေးမင်းသိပြီလားဘာလို့လဲမဲ့ဟိုကောင်ကွာသူများဆိုင်မှာ free စားစားနေတဲ့မျက်မှန်သေးသေးလေးဝတ်တဲ့ကောင်ဩကျွန်တော်တို့ AI လို့ဖြစ်တယ်အကောင်ကိုအပြင်မှာတွေ့ရင်ဝိုက်မှာဒီကောင်ငါ့လိုဖြစ်ချင်နေတာခွေးကိုအယိုးတွေမကျွေးနဲ့လေအဲ့ဒါဆိုမင်းကိုကျွေးရမှာလားသားလေးရေအားလုံးကိုဘောပဲလို့နှုတ်ဆက်လို့ပါအောင်